္ဂလာပါ Whiskey Channel နေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ K ပါဒီနေ့ကျွန်တော်အားလုံးကိုဝေမျှပေးခြင်းတဲ့အကြောင်းအရာလေးကတော့ချစ်စရာလေးကောင်းတယ်ဆော့လို့လေးကောင်းတယ်ပူပေါင်းပြစ်တိုင်ထောင်လေးပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့အိမ်မှာတသားမီမီလေးတွေရှိတဲ့ဖေဖေမေမေတို့ပဲဖြစ်ဖြစ်ကျွန်တော်တို့လိုတူရီတူမလေးတွေရှိတဲ့ဥဥတော်တော်တို့ပဲဖြစ်ဖြစ်အမြဲကြုံတွေ့ရလေးရှိတဲ့ပြဿနာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အယုတ်ဆိုင်တွေရောက်တဲ့အခါကလေးတွေအတွက်ဘာရုပ်ဝယ်ပေးရမလဲမသိတာပါပုံမှန်ရေပူရအပြင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကယောက်ျားလေးတွေဆိုလို့ရှိရင်ဆက်ရုပ်တို့ကားတို့ဒါတွေပဲဝယ်ပေးဖြစ်ပါတယ်မိန်းကလေးတွေအတွက်ဆိုလို့ရှိရင်တော့အယုတ်မတို့မီနီကစ်ချန်လိုမျိုးဟာလေးတွေပေါ့အဲ့တော့အခုလိုမျိုးကုန်စည်နှုန်းတွေကြီးမြင့်လာတဲ့အခါမှာအယုတ်တွေကလည်းဈေးကြီးလာပါတယ်အဲ့လိုဈေးကြီးတဲ့အယုတ်တွေကိုဝယ်ပေးပြီးတော့တစ်ခါတလေကြလို့ရှိရင်တချို့အယုတ်လေးတွေကခဏလေးနဲ့ပြက်စီသွားတာမျိုးတွေကြုံရတတ်ပါတယ်အဲ့လိုမျိုးဆိုရင်တော့နှမျောစရာအရင်ကောင်းတာပေါ့ဒါကြောင့်ကျွန်တော်ကကုန်ကြစရိတ်တွေလည်းတက်တာမယ်ပြီးတော့ပစ္စည်းတွေလည်းအရင်ခက်ခဲရှာကြမလို့ပဲနဲ့ပျော်စရာလည်းကောင်းမယ်ကလေးလည်းသဘောကျမယ်အယုတ်လေးတွေကိုကျွန်တော်ကချဝေတင်ဆက်ပေးတာပဲဖြစ်ပါတယ်ဗျအဲ့တော့ကြည့်လိုက်အောင်โอเคဒီဘူပေါင်းလေးတွေကကျွန်တော်ငငယ်တော့ဆော့ခဲ့တဲ့ပြစ်တိုင်ထောင်ရုပ်လေးတွေလိုပဲသူတို့ကိုဘလို့ပဲလှုပ်လို့သူတို့ရဲ့မူလအခြေအနေကိုပြန်ရောက်သွားပါတယ်ဒါကြောင့်ကျွန်တော်တို့ကသူတို့ကိုပြစ်လိုက်တိုင်းထောင်နေလို့ပြစ်တိုင်းထောင်လို့နာမည်ပေးထားတာပေါ့ဒီပြစ်တိုင်ထောင်ရုပ်လေးတွေရဲ့လေးဝက်ချက်ကဘာလဲဘာကြောင့်သူတို့ကပြစ်လိုက်တိုင်းပြန်ထောင်သွားတာလဲစိတ်ဝင်စားကြပါပဲအကြောင်းရင်းကတော့ဒီပြစ်တိုင်ထောင်ရုပ်တစ်ခုလုံးရဲ့အလေးချိန် weight ကသူတို့ရဲ့အောက်ခြေအလယ်မှာသွားစုနေလို့ပဲဖြစ်ပါတယ်ဗျကျွန်တော်သိကြတဲ့အတိုင်းပဲအရာဝတ္ထုတွေတိုင်းမှာ weight အလေးချိန်ဆိုတာရှိပါတယ်အဲ့ဒီ weight အလေးချိန်ဖြစ်လာရတဲ့အကြောင်းရင်းကလည်းကျွန်တော် Isaac Newton တွေ့ရှိခဲ့တဲ့ကမ္ဘာမြေကြီးရဲ့ဆွဲအားကြောင့်ပေါ့အဲ့တော့ကျွန်တော်ကဒီနေ့ဗီဒီယိုလေးမှာအဓိကထားပြီးဝေမျှပေးခြင်းတဲ့အကြောင်းအရာကတော့ Center of Gravity ပဲဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော် Center of Gravity အကြောင်းစလိုက်ကြရအောင် Gravity အကြောင်းပြောမယ်ဆိုလို့ရှိရင်တော့ပြောကြတွေကအများကြီးရှိနေတာပေါ့ဒါပေမဲ့ဒီဗီဒီယိုလေးထဲမှာအခြေခံသဘောတရားတချို့လောက်ကိုပဲကျွန်တော်ကသိသလောက်လေးဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ဗျဒီအရာဝတ္ထုတစ်ခုရဲ့ Center of Gravity ဆိုတာကအဲ့ဒီအရာဝတ္ထုရဲ့အလေးချိန် weight ကဘေးဘက်ကိုအညီအမျှပြန့်သွားပြီးတော့အဲ့ဒီအရာဝတ္ထုကိုဟန်ချက်ညီစေတဲ့နေရာပဲဖြစ်ပါတယ်ဗျဆိုကြပါစို့ဒီဘူပေါင်းမှာဆိုလို့ရှိရင်သူ့ရဲ့ Center of Gravity ကဒီအောက်ခြေအလယ်တက်တဲ့နေရာမှာရှိနေတာပါဒါကြောင့်သူကဒီဇယ်ပွဲပေါ်မှာဟန်ချက်ညီနဲ့တည်တည်ငြိမ်ငြိမ်လေးရှိနေနိုင်တာပေါ့အဲ့ဒါကိုကျွန်တော်တို့ကဘေးဘက်နေပြီးတော့အားတစ်ခုခုတက်ရောက်လိုက်မယ်ဆိုပါစို့အဲ့လိုအားတက်ရောက်လိုက်မယ်ဆိုလို့ရှိရင်သူကဟန်ချက်ပြက်ပြီးတော့ရွေ့ရှာသွားမှာပဲဖြစ်ပါတယ်ဒီလိုလေးပေါ့ဒါပေမဲ့လည်းအချိန်တန်လို့အားပြေသွားပြီးတော့ရက်သွားတဲ့အခါမှာဆိုလို့ရှိရင်သူကသူ့ရဲ့ Center of Gravity ရှိတဲ့နေရာမှာပဲပြန်ပြီးတော့ရက်သွားမှာပါ That's it ဒါ Center of Gravity ပါပဲနည်းနည်းများရှုပ်သွားမှမသိဘူးကျွန်တော်ဒီထက်ပို့ပြီးတော့ကောင်းတဲ့ဥပမာတစ်ခုပေးပါမယ်သွားကြည့်လိုက်အောင် Okay ကျွန်တော်နောက်ထပ်ပြမယ့်ဥပမာလေးကတော့ဒီမှာပါကျွန်တော်ကခဲပြက်တုံးလေးတစ်တုံးကိုဟောဒီမှာသွားကြတိုးတန်လေးစိုက်ထားတယ်အဲ့ဒါကိုကျွန်တော်ကဟောဒီလက်ချောင်းလေးပေါ်မှာဒီလိုလေးတင်ချင်တာပါဒါပေမဲ့တင်လို့ဘလို့မှမရပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ Center of Gravity ကဒီခဲပြက်တုံးရဲ့အလယ်မှာရှိနေတာပါအဲ့အတွက်သူက balance မဖြစ်ဘဲနဲ့ပြုတ်ကျနေတာပေါ့အဲ့တော့ကျွန်တော်တို့ကဒီသွားကြတိုးတန်လေးနဲ့ခဲပြက်လေးကိုကျွန်တော်ရဲ့ဒီလက်ချောင်းပေါ်မှာဒီလိုတင်ကျင်နေဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲကျွန်တော်တို့ Center of Gravity ကိုနေရာပြောင်းအောင်မယ်ဘယ်လိုပြောင်းမလဲဆိုတော့ထားတာခရင်လေးတစ်ချောင်းပါအဲ့ဒါကိုကျွန်တော်တို့ကဒီလိုလေးစိုက်လိုက်မယ်ဆိုပါစို့အဲ့လိုလေးစိုက်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ထားတာစီအခုဆိုလို့ရှိရင်ခဲပြက်တုံလေးနဲ့သွားကြတိုးတန်လေးကကျွန်တော်ရဲ့လက်ချောင်းပေါ်မှာတင်နေပါပြီအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ Center of Gravity ကအရင်ခဲပြက်ပေါ်မှာရှိနေတဲ့ဟာအခုအချိန်မှာသွားကြတိုးတန်ရဲ့ဒီထိပ်လီနာမှာရှိနေတာပဲဖြစ်ပါတယ်ဗျအဲ့ဒါကြောင့်သူကဟန်ချက်ညီ balance ညီနဲ့ဒီလိုလေးဖြစ်သွားတာပေါ့ Okay နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဟာထပ်ပြပါဦးမယ် Okay ဒီခါခရင်နှစ်ချောင်းအဲ့တော့ဒီခရင်နှစ်ချောင်းကိုဒီလို cross လုပ်လိုက်မယ်ဆိုပါစို့ပြီးတော့သွားကြတိုးတန်တစ်ချောင်းပြောက်သွားတယ်သွားကြတိုးတန်ပြောက်သွားတယ်
serious? A few moments later. sorry ပါကြောရင်သွားကြထိုးတန်လေးပျောက်သွားတာပြန်ရှာနေရလို့ပါဟုတ်ကဲ့ပြန်ရောက်လာပါပြီအဲ့တော့ကျွန်တော်ကဒီခရင်းနှစ်ချောင်းကိုဒီလိုလေး cross လုပ်ထားလိုက်မယ်ဟုတ်ပြီနော်ပြီးတော့အဲ့ကြားတွေကိုသွားကြထိုးတန်လေးထိုးလိုက်မယ်ပြီးခါကျတော့ဘယ်လိုလုပ်မလဲဆိုတော့see center of gravity ကသွားကြထိုးတန်ထိပ်လေးမှာဖြစ်သွားပြီခါနေအောင်ထပ်ပြမယ်ဒီပေါ်မှာတင်မယ်ဆိုပါစို့Ta-da! See? Amazing, right? Center of gravity ကသွားကြတော့တဲ့ထိပ်လေးမှာရှိနေတာဖြစ်တဲ့အတွက်သူကဟန်ချက်ညီပြီးတော့ဒီလိုလေးစိတ်ဝင်စားဖို့ကောင်းတဲ့အမလီမီပြုတ်ကြတော့မှာပဲလေပြချင်ပါလေဆိုမှာ Okay See? ဘယ်လိုတော့ balance ဖြစ်နေလဲဆိုတော့ကျွန်တော်ဒီလိုလေးလဲတာတော့မှခရင်ကပြုတ်မကြတော့ပါဘူး။ဒါအမကြီးရင်တော့ခုန်နေရတယ်။ Ta-da! That's it. Okay. နောက်ထပ်ဥပမာတစ်ခုရှိပါသေးတယ်။ကြည့်လိုက်အောင်။ Okay ကျွန်တော်နောက်ထပ်ပြမယ် challenge လေးကတော့ဟောဒီဖြော်ရည်ဘူးလေးပဲဖြစ်ပါတယ်ဗျ။ဒီဖြော်ရည်ဘူးလေးကိုကျွန်တော်တို့ကဟောဒီလို45 degree လောက်စောင်းပြီးတော့ရက်စီချင်တာပါ။ဒါပေမဲ့အခုလိုမျိုးအခြေအနေမှာဆိုလို့ရှိရင်တော့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ center of gravity ကဒီအလေတက်တက်မှာဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်လက်လွတ်လိုက်တဲ့အချိန်ကျလို့ရှိရင်သူကဒီလိုလေးလဲတော့မှာပါသူ့ရဲ့ center of gravity ကဒီအလေတက်တက်မှာရှိနေတာဟုတ်အဲ့တော့ကျွန်တော်တို့ကဒီလို45 degree လောက်ပဲစောင်းချင်ရင်ဘယ်လိုလုပ်ကြမလဲဒီ challenge ကိုတင်လုပ်နိုင်မှာမလား Okay အဲ့တော့ကျွန်တော်တို့အဲ့လို45 degree စောင်းလို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ center of gravity ကိုဒီလိုစောင်းတဲ့အနေထားမှာဒီအောက်ခြေမှာရောက်အောင်လုပ်ရမယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီဖြော်ရည်ဘူးထဲကအချိုရည်တချို့ကိုရှော့ချလိုက်မှာပဲဖြစ်ပါတယ်ဗျဘယ်လောက်ရှော့ချမလဲဆိုလို့ရှိရင်တော့သူက3ပုံတစ်ပုံထိကိုရှော့ချမှာပဲဖြစ်ပါတယ် Okay ကျွန်တော်ရှော့ချလိုက်ပြီဒီလောက်ဆိုတော့3ပုံတစ်ပုံတော့ဖြစ်ပြီလေ Okay ဒီလိုရှော့ချလိုက်ပြီးရင်ကျွန်တော်ခုနလိုပြန်ဆောင်းကြည့်အောင် Ta-da! See အခုဆိုရင်သူ့ရဲ့ center of gravity ကဒီအောက်ခြေလေတက်တက်မှာဖြစ်သွားတဲ့အတွက်အခုလိုမျိုးဆောင်းလို့ရတော့ပါပြီဒါဟာ center of gravity ကိုနေရာပြောင်းလဲတာကြောင့်ဖြစ်ပါတယ်ဗျသူ့ထိလိုက်ရင်လေသူကလဲကြမသွားဘဲနဲ့ရွေးနေတာပါ Ta-da! That's it ဟုတ်ကဲ့ဒီနေ့အတွက်ကျွန်တော်ဝင်ပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲဗျ။အော်မေးတော့မလို့ဘူပေါင်းပြစ်တိုင်ထောင်လေးဘယ်လိုလုပ်ရလဲဆိုတဲ့ tutorial ကိုကျွန်တော်ကဗီဒီယိုတက်တက်အနေနဲ့ပြန်ပြီးတော့တင်ထားပေးပါတယ်ဗျ။အဲ့ဒီဗီဒီယိုလေးမှာသွားပြီးတော့ဘယ်လိုလုပ်ရလဲဆိုတာကိုသွားရောက်လေ့လာနိုင်ပါတယ်ဗျ။ Okay နောက်ပြီးတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးဟာဆိုလို့ရှိရင်system error တွေတက်ပြီးတော့ကင်မရာကရုပ်ကြီးပဲပါလာပြီးတော့အတန်မပါလာတာတို့အတန်ကြီးပဲပါလာပြီးတော့ရုပ်ကြီးကရက်သွားတာတို့အဲ့လိုမျိုးတွေအမျိုးမျိုးဖြစ်ပျက်ခဲ့တဲ့အတွက်ကြည့်ရှုရတဲ့အခါမှာနည်းနည်းကတိကောက်နိုင်ပါတယ်ဗျအဲ့ဒါလေးကိုကျွန်တော်ကိုနားလည်သိခံပေးဖို့အတွက်မေတ္တာရက်ခံပါတယ်ဗျအဲ့လိုဆိုရင်ကျွန်တော်ကနောက်ဗီဒီယိုတွေမှာပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်မှာဖြစ်တဲ့အတွက်ဆက်ဆောင်ရွက်အားပေးကြဖို့မေတ္တာရက်ခံပါတယ်ဗျအဲ့လိုဆိုရင်နောက်မှတွေ့ပါမယ်အားလုံးပဲတတား Wikis!